မင်္ဂလာပါရှင်ရန်ကုန်ခေတ်သတင်း channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင်ကျမတို့ channel ကလည်းနောက်ဆုံးသတင်းများကိုအချိန်နဲ့တပြည့်ညီစားတိတ်တက်ဆက်ပေးမှာဖြစ်ပါရှင်လူထုကောင်ဆောင်ဒေါ်ဆန်းစုကြည်ကိုစေအုပ်စုကလှုပ်ဝက်စွာဖမ်းဆီးထိန်းသိမ်းထားတဲ့နေရာအတိအကျနဲ့ပတ်သက်၍သတင်းများထွက်ပေါ်လာရတွင်သူမအားနေပြီးတော့ရှိရေပန်းဥယျာဉ်အနီးတီးရှားအဆောင်အုပ်တစ်ခု၌အကျဉ်းချုပ်ပြထားရှိကြောင်းခံလို့တဲ့သတင်းမြင်များကဖော်ပြလာကြပါသည်ဤနေရာဟာရခိုင်ကလေးကလူချုပ်ရဲ့အလွန်တင်းကျပ်ထားပြီးလူထုအသွားအလာနဲ့ပါတဲ့နေရာဖြစ်တဲ့ဖြင့်စေအုပ်စုကသူမကိုပြည်သူများနဲ့အဆက်အသွယ်ပြတ်တောက်စေရန်ရည်ရွယ်ရေးချွေခဲ့ခြင်းဖြစ်ပါရီ။သတင်းများရတော့ဆန်းစုကြည်ကိုထိန်းသိမ်းထားတဲ့အဆောက်အုံဝင်ကျတွင်စက်ကောင်စီကအထူးလုပ်ချုပ်ရေးတပ်ဖွဲ့ဝင်အမြောက်များကိုချထားရုံတမကခေမီစောက်ကြည့်ရေးကိရိယာများနဲ့ဆက်တွဲရေးပြတ်တောက်တဲ့စက်ပစ္စည်းများကိုပါတက်ဆင်ထားတယ်လို့သိရပါရီ။တိုးတော်တော်ရအစုများနဲ့မြေပြင်ထောင်ရည်များကသူမရဲ့တင်နေရာကိုအတိအကျသိရှိသွားပြီဖြစ်ကြောင်းနဲ့စောစုအတွက်သူမကိုတစားကပြစ်ဆက်လက်ထားရှိရန်ခက်ခဲလာတဲ့အနေအထားသို့ရောက်ရှိနေကြသိရပါရီ။နေပြည်တော်ရေပန်းဥယျာဉ်အနီးတွင်သူမရှိနေတဲ့ဆိုတဲ့သတင်းတွေကြောင့်ပြည်သူများနဲ့တော်ရည်တပ်ပေါင်းစုများအကြားစိတ်လှုပ်ရှားမှုများမြင့်တက်လာပြီးဤနေရာကိုဗဟိုပြု၍ကဲတင်ရေးစစ်စင်ရေးများသို့မဟုတ်ဖိအားပေးမှုများပုံမလှုံ့ဆော်လာနိုင်ခြေရှိနေပါသည်နိုင်ငံတကာတိုက်ဝန်းကလည်းသူမရဲ့တင်နေရာကိုသိရှိသွားပြီးဖြစ်ရာသူမရဲ့လှုပ်ချုပ်ရင်းနဲ့ကျမရဲ့အတွေ့စေအုပ်စုတွင်တိုက်ရိုက်တာဝန်ရှိကြောင်းနဲ့မိတိတိုက်ခိုက်မှုများမရှိစေရန်ပြည်ထက်စွာတရေပေးထားခြင်းကြောင့်နေပြည်တော်ရှိစစ်ဗိုလ်ချုပ်များမှအကြက်တဲခြင်းနဲ့ရင်ဆိုင်နေရတာဖြစ်ပါသည်ဒေါ်ဆန်းစုကြည်ဟာနေပြည်တော်ရေပန်းဥယျာဉ်အနီးရှိတိချာဆောက်အုပ်တစ်ခု၌ထိသိမ်းထားရှိတဲ့ဆိုတဲ့သတင်းနဲ့ပတ်သက်၍အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ရဲ့ထက်ပိုင်းကဆောင်တချို့နဲ့နှိစက်သူများကခိုင်ခိုင်မာမာအတည်ပြုပြောကြားလာခြင်းကြောင့်ဤသတင်းမှာကောလာဟာလအဆင့်ထက်ကျော်လွန်ကပုံမလေးနဲ့လာခဲ့တာဖြစ်ပါသည် NLD ပါတီဝင်များနဲ့သူမရဲ့ရှေ့တဲ့အဖွဲ့နဲ့နှိစက်တဲ့သတင်းမြင့်များရဲ့အဆိုအရဒေါ်ဆန်းစုကြည်ကိုရခိုင်ထိန်းသိမ်းထားတဲ့နေရာမှာရေပန်းဥယျာဉ်အနီးသို့ပြောင်းရွှေ့ထားခြင်းမှာရက်နဲ့ငယ်ခန့်ရှိနေပြီဖြစ်ကြောင်းနဲ့၎င်းနေရာ၌လှုပ်ချုပ်ရေးကိုအဆက်မတန်တွန်းမြင့်ထားကြောင်းသိရပါတယ်ပါတီဘက်ကလူရုပ်တချို့ရဲ့စုံစမ်းချက်များအရထိုနေရာရှိအဆောက်အုံအတွင်းစစ်ဖက်ဆိုင်ရာအထူးအဆောက်အအုံများဖြင့်ပိတ်ဆို့ထားတော်လည်းပဲသူမရဲ့ကျန်းမာရေးအခြေအနေမှာလက်ရှိတွင်တည်ငြိမ်မှုရှိနေကြောင်းလည်းစုံစမ်းသိရှိရပါတယ်။ဤသို့ NLD ဘက်ကနေတာဝန်ရှိသူများဟာအတည်ပြုချက်ပေးလာခြင်းဟာတော်ရစုများအတွက်သူမအားကတင်ရန်တော့မဟုတ်ဖိအားပေးရန်အတွက်ပြစ်မှတ်တိကျသောသတင်းအချက်အလက်တွေဖြစ်လာစေခဲ့ပါတယ်။တစ်ဖက်တွင်လည်းပါတီကောင်ဆောင်များကပြည်သူလူထုအနေဖြင့်မိမိတို့ကောင်ဆောင်ရဲ့တည်နေရာကိုတည်ရှိရပြီဖြစ်တော်လည်းပဲဆိုးဆိုးရဲ့ရုပ်တရက်တုတ်ပြမှုများကြောင့်သူမရဲ့ဘေးကင်းလူချုပ်ရေးကိုထိခိုက်မှုမရှိစေရန်တတိကျစွာဖြင့်စောင့်ကြည့်ကြရန်နဲ့တရားဝင်ထုတ်ပြန်ချက်များကိုသာဆက်လက်နာဆွင့်ကြရန်တိုက်တွန်းလို့ဆိုထားဖြစ်ပါသည်လူထုကောင်ဆောင်တော်ဆန်းစုကြည်ရဲ့တင်နေရနဲ့လွတ်မြောက်လာနိုင်ခြေရှိတဲ့တဲ့များချက်ပေါ်လာပြီးနောက်မှာတနိုင်ငံလုံးရှိပြည်သူလူထုဟာသူမရဲ့လက်ရှိကျန်းမာရေးနဲ့နေထိုင်စားသောက်မှုအခြေအနေများပေါ်မှာအထူးတလဲစိတ်ဝိတ္တစားနေကြကြောင်းသိရပါတယ်။နှစ်ပေါင်းများစွာအဆက်အသွယ်ပြတ်တောက်နေခဲ့ရတဲ့မိခင်တပွဲကောင်ဆောင်တို့ရဲ့တရင်ကိုကြားသိရတဲ့အကျွဲပြည်သူများရဲ့ရင်ထဲတွင်မျှော်လင့်ချက်နဲ့စိုးရိမ်ပူပန်မှုတို့တွန်းသွဲနေကြပြီးဖြစ်ပါသည်။အထူးသဖြင့်လူမှုကွန်ရက်စာမျက်နှာများချက်တွင်သူမရဲ့ကျန်းမာရေးအတွက်ဆွတောင်းပေးမှုများသူမကိုပြန်လည်မြင်တွေ့လိုတဲ့ဆန္ဒထုတ်ဖော်မှုများရေရှိန်တက်တကဲ့သို့များပြားနေတာဖြစ်ပါသည်။အမေစုကျန်းမာရလားအစားတောက်ရောဂရုစိုက်ခံခဲ့ရလားဆိုရဲမိခွန်းများဟာပြည်သူရဲ့အချင်းချင်းကြားပြောဆိုမှုတိုင်းတွေအဓိကအကြောင်းအရာဖြစ်နေပါသည်။ထို့ပြင်သူမအားရေပန်းဥယျာဉ်အနေတွင်ထိန်းသိမ်းထားတဲ့ဆိုတဲ့သတင်းတွေကြောင့်ထူဒေတာရဲ့ရာသီဥတုနဲ့အခြေအနေများကိုပါစုံစမ်းကစိုးရိမ်ပူပန်နေကြောင်းသူများလည်းရှိနေပါသည်။ဤသို့စိတ်ဝင်စားမှုမြင့်တက်နေရခြင်းကပင်ဒေါ်ဆန်းစုကြည်ဟာပြည်သူရဲ့နှလုံးသားထက်တွင်မိများအထိနှဲ့နှဲ့ရှာရှာနေရာယူထားဆက်ဖြစ်တယ်ဆိုတာကိုသက်သေပြနေခြင်းဖြစ်ပါသည်။ပြည်သူများကတော့သူမရဲ့အတန်ကိုကြားရရန်သူမရဲ့ပုံရိပ်ကိုမြင်ရရန်အတွက်နိုင်ရင်နဲ့အများဆောင်ကြည့်နေကြပြီးဤစိတ်ဝင်စားမှုအရှိန်ဟုန်ဟာစေအုပ်စုအပေါ်တွင်လည်းသူမအားမထိခိုက်စေရန်နဲ့အများဆုံးလွတ်ပြရန်အတွက်ကြီးမားတဲ့လူထုဖိအားတရဲ့အဖြစ်တက်ရောက်နေခဲ့တဲ့ဖြစ်ပါသည်ဆက်လက်ပြီးတော့ဒေါ်ဆန်းစုကြည်အားနေကျေချုပ်ရွှေ့ပြောင်းမှုကိုထိုင်းကကျိုးဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရီ။ထဲသိမ်းခံထားတဲ့လူထုခေါင်းဆောင်ဒေါ်ဆန်းစုကြည်ကိုအကျဉ်းထောင်မှာနေရဲ့ကျေချုပ်တို့ပြောင်းရွှေ့တဲ့စေအုပ်စုရဲ့ဆိုဖြတ်ချက်ကိုထိုင်းအစိုးရကကျိုးဆိုလိုက်ကြောင်းအတည်ပြုထုတ်ပြန်ကြေညာထားဖြစ်ပါရီ။ထိုင်းအစိုးရကယခုလောက်ရက်ကိုအပြည့်တပေါင်းဆောင်တဲ့ခြေလှမ်းတစ်ခုအဖြစ်ခေါ်ဆိုခဲ့ပေမဲ့ဒေါ်ဆန်းစုကြည်ဟာချုပ်နှောင်ခံထားဆက်ဖြစ်တယ်လို့ပြောဆိုထားပါရီ။နေကျေချုပ်ပြောင်းရွှေ့ရမှုဟာအခြေအနေတွေတိုးတက်ကောင်းမွန်လာမှုကိုထင်ဟပ်စေပြီးငင်းချမ်းရေးနဲ့ပြည်내တင်မြတ်ရေးအတွေ့အာဆီယံနဲ့မြန်မာကြားတင့်လျော်ပြီးတဖြည်းဖြည်းချင်းထိတွေ့ဆက်ဆံမှုကိုထိုင်းနိုင်ငံကထောက်ခံအားပေးတယ်လို့အစိုးရပြောရေးဆိုခွင့်ရှိသူကပြောဆိုထားခဲ့တဲ့ဖြစ်ပါတယ်။ငင်းချမ်းလူငင်းချမ်းတောက်ခွင့်နဲ့ပြည်တန်းရှော့ပေါ့ပေးခဲ့တဲ့နှိရှေထောင်တဲ့တချို့ကိုကြားခံပြီးနောက်ဒေါ်ဆန်းစုကြည်ကိုနေပြီးတော့ရှိနေအကျဉ်းချုပ်တို့ပြောင်းရွှေ့လိုက်ပြီလို့သိရပါတယ်။ဒေါ်ဆန်းစုကြည်ရဲ့ရှင်းနေအဖွဲ့ဟာနေအကျဉ်းချုပ်ပြောင်းရွှေ့ပြီးတဲ့နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်ဒေါ်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့မျှော်လင့်ထားပြီး၎င်းမှာကျန်းမာရေးကောင်းမွန်ကြောင်းအာဏာပိုင်များကပြောဆိုထားဖြစ်ပါတယ်။စုစုကတမရဦးဝင်းမြအပါအဝင်အကျဉ်းသားတွေကိုလွတ်ပေးခြင်းနဲ့လက်နက်ကိုင်အဖွဲ့တို့ကိုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာပါဝင်ဖို့ကြိုးပမ်းနေမှုကိုလည်းကြိုးဆိုကြောင်းထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့တယ်လို့ဆိုထားပါတယ်။
ဆက်လိုက်ပြီးတော့ရေစကြိုမြို့နယ်ရှိတောင်ဦးစစ်စီရေးကတိုက်ခတ်ခံရမှုဗိုလ်ကျူးအပါအဝင်စစ်ကောင်စီဘက်ကလည်း9ဦးသေဆုံးခဲ့ပြီးလက်နဲ့9လက်နဲ့ခရမ်းများသိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မကွေတိုင်းဒေသကြီးရေစကြိုမြို့နယ်တွင်ဖုံးကြီးကျောင်းမှပြန်လာတဲ့စစ်သားနဲ့ရန်များကိုတော်ရီတပ်ဖက်များကကြားပြတိုက်ခိုက်နေတွင်ဗိုလ်ကျူးအပါအဝင်9ဦးသေဆုံးခဲ့ပြီးလက်နဲ့9လက်သိမ်းဆည်းရရှိခဲ့ကြောင်းစောရန်ဝမ် SOP ရဲ့တာဝန်ခံကိုအောင်မောင်ကပြောကြားခဲ့ပါတယ်။ဧပြီလ30ရက်နေ့နဲ့17ရက်25မိနစ်ခန့်တွင်ရေစကြိုမြို့နယ်တောင်ဦးစစ်စီရေးကိန်းမှာစစ်သားကျုံနဲ့ရဲ6ဦးဟာဖုံးကြီးကျောင်းသို့တွားရောက်ကုသိုလ်ပြုပြီးစစ်စေးကိန်းသို့ပြန်လာတဲ့စင်တော်ရီတပ်ဖွဲ့ဝင်များကကြားပြတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးစလုံးသေဆုံးသွားခဲ့ရကြောင်းသိရှိရပါတယ်။ဂိမ်းမှာကစစ်ခွေးရောရှိတာပါကစုံလာပြင်းနေဆိုတော့ဖုန်ကြီးကျောင်းကိုတွားပြီးကုတူလေးဖားလေးတွားလုံနေကြတာအဒီကနေပြန်လာတဲ့အချိန်ဝင်ပြင်းလိုက်တာစစ်ခွေးကိန်းနဲ့လည်းမီတာ400လောက်ပဲဝေးပါတယ်အဲ့ဒီအနေထားမှာဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီကိန်းကကျန်းတဲ့သူတွေတဲ့အကုန်ထွက်ပြေးသွားတယ်လို့သတင်းရရှိပါတယ်လို့စောရန်ဝမ် SOP ရဲ့တာဝန်ခံကိုအောင်မောင်ကပြောဆိုထားပါတယ်တပ်ဖွဲ့အပြီးတွင်တိစောသွားခဲ့တဲ့စစ်သားနဲ့ရဲများထံကနေလက်လက်ခရမ်းများကိုတင်စီရရှိခဲ့ပြီး G3 အမျိုးအစားတနတ်နဲ့ MA3 အမျိုးအစားတနတ်နဲ့ MA13 အမျိုးအစားတနတ်နဲ့6လုံးပြူတနတ်နဲ့ G3 ဂျီပေါင်လေးကို MA30 ဂျီပေါင်တကူလက်ခံဖုန်းလေးလုံးဓာတ်တစ်ချောင်းနဲ့ခပတ်နှစ်ချောင်းပေါင်ဝင်ကြောင်းသိရှိရပါတယ်အဆိုပါတိုက်ခိုက်မှုအတွင်းစစ်ကောင်စစ်တပ်ဖွဲ့များရဲ့နောက်မှအဆက်ပင်းပြန်လိုက်ပါလာတဲ့အပြစ်မဲ့ပြည်သူတို့လည်းကြီးထိမှတ်သိဆုံးခဲ့ရကြောင်းတင်ရပါတယ်ပြည်ခတ်မှုစတင်တဲ့အချိန်တွင်တစ်ဖက်မှပြန်လည်ခုခံပြည်ခတ်မှုများကြောင့်အချိန်ခါရထိန်ချုပ်ရမဖြစ်နိုင်တဲ့အကျွဲအဆိုပါပြည်သူမှထိခတ်သိဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်းတင်ရပါတယ်ယခုကဲ့သို့အပြစ်မဲ့ပြည်သူတို့မတော်တဆထိခတ်သိဆုံးခဲ့ရတဲ့အပေါ်မှာစောရန်ဝမ် SOP ရဲ့တပေါင်းဆိုမှအထူးဝန်းနဲ့ကြေကွဲရပါကြောင်းတာဝန်ယူမှုအပြစ်ဖြင့်အလေးနဲ့တောင်းပန်အပ်ပါကြောင်းထုတ်ပြန်အသိပေးထားတာဖြစ်ပါတယ်ဆက်လိုက်ပြီးတော့ဝါခမမျိုးပေါ်ရှိကောင်းထက်စစ်ဆိုင်မီလောင်ပြီးစီဆိုင်တစ်ခုလုံးမီလောင်ပြကြခဲ့တဲ့ဆိုတဲ့သတင်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ရေယာရီတိုင်းဝါခမမျိုးပေါ်ရှိကောင်းထက်စစ်ဆိုင်မီလောင်ပြီးစီဆိုင်တစ်ခုလုံးပြကြသွားခဲ့ကြောင်းဒေတာနေပြည်သူများကရောက်ခဲ့တဲ့သတင်းဌာနတို့ပြောဆိုထားပါတယ်။မေလ2ရက်နေ့နနက်9:00နာရီခန့်တွင်ဝါခေမမျိုးတရားအဆင့်ရှိကောင်းထက်စစ်ဆိုင်တွင်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းထိုမီးလောင်မှုဖြစ်ပွားတဲ့အကြောင်းရင်းကိုမသိရှိရသေးပဲမီးလောင်မှုအတွင်းလူထိခိုက်မှုမရှိခဲ့ကြောင်းသိရှိရပါတယ်။ဘဲကနေစလောင်တလေးဆိုတော့မသိရပါဘူးလူထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်စစ်ဆိုင်တဆိုင်လုံးကတော့မီးလောင်ပြကျသွားခဲ့ပါတယ်လို့ဒေတာနေပြည်သူတို့ကပြောဆိုထားခဲ့လည်းဖြစ်ပါတယ်။အလောင်းကျူဧပြီလ20နှစ်ကလည်းဟုံမလေးမြို့နောက်ပကျစ်ရက်ွက်ရှိစစ်ကန်တွင်ဇီတိန်မော်တော်များကကုန်ကားများပေါ်သို့စီရိုက်တင်နေစဉ်အပူလွန်ခဲ့ပြီးပောက်ကွဲမှုဖြစ်ပွားခဲ့ရတာနဲ့မိစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းထုံမီလောင်မှုကြောင့်မော်တော်22စီးနဲ့ကုန်ကား2စီးမိကူဆက်လောင်ကျွမ်းခဲ့ပြီးလူ2ဦးလည်းတေဆုံးခဲ့က12ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်အကြောင်းနဲ့တင်ဆက်ပေးမှုကိုကျွန်မပဲကြာနာခုပြောပါရှင်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းများကြောင်းနိုင်သတင်းများနဲ့နောက်ဆုံးရသတင်းများနဲ့အတူပြန်လာပါမယ်။ပရိသတ်များလုံးပဲရှင်နဲ့ရှင်းပြကြပါစေရှင်။